ဒီနေ့မှာတော့ကျွန်တော်ဒါ Premier League ရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲကျွန်တော်လည်းတော်တော်လေးကိုစောင့်မျှော်နေတဲ့ကျွန်တော် Chelsea နဲ့ United တို့ရဲ့ပွဲလေးကိုဒီနေ့မှာကျွန်တော်ပွဲကြိုသုံးသက်ချက်လေးလုပ်ပေးမယ်ဒီနေ့တော့ကျွန်တော်တယောက်ချင်းစီလုပ်ပေးမှာမဟုတ်ဘူးကျွန်တော်ညီကိုနှစ်ယောက်ဒါ Chelsea နဲ့ United ပွဲလေးကိုကျွန်တော်ရဲ့အမြင်လေးတွေကိုဒါပွဲကြိုသုံးသက်ချက်လေးအနေနဲ့ဒါပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲကြိုသုံးသက်ချက်တင်မဟုတ်ဘဲနဲ့ကျွန်တော်ဒါရှေ့မှာပြုလုပ်ပေးခဲ့တဲ့အတိုင်းပဲဒါဂျာစီလက်ဆောင်ပေးသွားမယ်ဒါအစီအစဉ်လေးလည်းရှိပါသေးတယ်။အဲ့တော့ဂျာစီလက်ဆောင်ဒါအစီအစဉ်လေးမှာပါဝင်နေတဲ့ပရိသတ်တွေကတော့ထုံးစံအတိုင်းပဲကျွန်တော်ရဲ့ဒါ Telegram Channel လေးကိုအရင်ဆုံး join ထားရမယ်ပြီးတော့အခုတင်ထားတဲ့ဒါ Facebook က post လေးကိုလည်း public နဲ့ဒါ share ထားပေးရမယ်။တတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်ဒါ Telegram မှာအခုလိုမျိုးပဲဒါ lucky draw ပေးမဲ့အစီအစဉ် post လေးကိုဒါတင်ထားတယ်။အဲ့ကဲ comment အောက်မှာကျွန်တော်ဒါပထမဆုံးဂိုးစာသွင်းမဲ့အသင်းရဲ့ပွဲပြီးရလက်လေးကိုခံမှန်းထားပြီးတော့အဲ့အဖြေနှစ်ခုကိုကျွန်တော် screenshot ရိုက်ပြီးတော့ Facebook ကပို့မှာအဲ့က screenshot လေးသွားပြီးတော့မှန်းလိုက်ရုံနဲ့ကျွန်တော်ဒီ jersey လက်ဆောင် giveaway ပေးမဲ့အစီအစဉ်လေးမှာဒါပါဝင်ပြီးသားဖြစ်သွားပါပြီအဲ့တော့ကျွန်တော်ဒါလောက်ဆောင်မဲ့အချက်လေးရတယ်လွယ်လွယ်ကူလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘောလုံးချစ်တဲ့ဝါသနာရှင်ပရိသတ်တိုင်းအကုန်လုံးဒါပါဝင်ပေးကြဖို့ဒါဖိတ်ခေါ်လိုက်ပါတယ်ဂျာစီလက်ဆောင်ကိုမှကျွန်တော်ဒီပွဲကြိုသုံးသက်ချက်ဗီဒီယိုမှာမဟုတ်ဘူးကျွန်တော်ဒီ Chelsea နဲ့ United ပွဲကိုကျွန်တော်ဒါ watch long လွှင့်မှုရှိတယ်အဲ့ဒါကိုလည်းကျွန်တော်နှစ်ယောက်လုံးကျွန်တော်တစ်ခါတည်းလွှင့်ပါအဲ့ဒီ live လွှင့်နေနေလည်းကျွန်တော်အင်ကြီးတွေမဲဖောက်ပေးသွားဖို့ရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဂျာစီကတော့နှစ်ထည်ပေါ့ကျွန်တော် Chelsea fan က Chelsea ဂျာစီရမယ် Man fan ဆိုလို့ရှိရင် Man ဂျာစီရ Man ဂျာစီရမယ်ပေါ့ကျွန်တော်ဒီဖဖလေး page မှာ man တဲ့သူဆိုလို့ရှိရင်တော့ဒါ United ဂျာစီရမယ်ကျွန်တော်ကြော page မှာ man တဲ့သူဆိုလို့ရှိရင်တော့ဒါကျွန်တော်ဒါ Chelsea ဂျာစီကိုဒါလက်ဆောင်ရမှာပဲဖြစ်ပါတယ်အားကြောင့်မလို့ကျွန်တော် page လေးတွေကိုဒါအခုပဲ like and follow လေးလုပ်ထားပြီးတော့စောင့်ကြည့်ပေးပါကျွန်တော်အမြဲတမ်းအပတ်စဉ်အပတ်တိုင်းဒီလိုမျိုးဒါဂျာစီလက်ဆောင်ပေးမဲ့အစီအစဉ်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းစောင့်ကြည့်စေချင်ပါတယ်အားဆိုတော့ကျွန်တော်ဒါပွဲကြိုသုံးသက်ချက်လေးနဲ့စလိုက်အောင်ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဒါ Chelsea အသင်းအတွက်ကတော့တကယ်ကိုအရေးကြီးရဲ့ပွဲစဉ်တွေပဲပေါ့နော် United အတွက်ကတော့တင်မတူးနေမတူးဖြစ်သွားခဲ့ပြီပေါ့နော်ဒါပေမဲ့လည်း Amorim အနေနဲ့ကျွန်တော်တို့ဒါ Chelsea နဲ့ United ဆိုတာကအရင်ကတည်းကကျွန်တော်တို့ဒါပြိုင်ဆိုင်မှုတွေကပြင်းထန်ခဲ့တာဆိုတော့နော်အနိုင်ရှုံးပေါ်ဖို့ကတော်တော်လေးခက်တယ်တည်ကြတဲ့ရလက်ကတော်တော်များတယ်ကျွန်တော်ပထမအကျော်မှာတော့လည်း Chelsea နဲ့ Man U ဒါတည်ကြခဲ့တာပေါ့နော် United အိမ်ကွင်းမှာဒါ 1-1 ဆိုရရက်လက်နဲ့ပဲပြီးဆုံးခဲ့တယ်အဲ့တော့ဒီပွဲစဉ်မှာဆိုရင်ရောUnited အနေနဲ့ဒါ Chelsea ကိုနိုင်သွားနိုင်မလားဒါမှမဟုတ် Chelsea ကပဲ United ကိုဒါပြန်ပြီးတော့အနိုင်သွားနိုင်မလားဆိုတော့တော်တော်လေးတော့စိတ်လှုပ်ရှားဖို့ကောင်းတယ်တော်တော်လေးလည်းကြီးကျယ်နေပြီဗျာပရိသတ်တိုင်းအားလုံးကစောင့်မျှော်နေကြတဲ့ပွဲစဉ်တွေပဲပေါ့ဟုတ်တယ်ဗျအားကြောင့်ဒီပွဲလေးကိုကြောတာပွဲကြိုသုံးသက်ချက်လေးနဲ့ဒါစားလိုက်အောင်ဒီတော့ကျွန်တော်တို့ဒါကိုဇွဲကနေစပြီးတော့ဒါ Chelsea နဲ့ပတ်သက်တဲ့အကြောင်းအရာလေးအရင်ဆုံးစပြီးတော့ပြောပြပါChelsea ကပြောရမယ်ဆိုလို့ရှိရင်ကျုပ်ဒီပွဲကမဖြစ်မနေနိုင်မှရမယ်ပွဲ Chelsea အတွက်ပေါ့ Chelsea အသင်းကကျုပ်ရှေ့မှာကျုပ် Newcastle ကို2-0နဲ့ရှုံးသွားတယ်အဲ့ဒီရလက်ကြောင့်ပဲဒီပွဲက Chelsea အတွက် pressure ပို့ပြီးတော့များလာပြီ Chelsea ကလက်ကျန်2ပွဲရှိတယ်ကျုပ် United နဲ့ပြီးလို့ရှိရင် Nottingham နဲ့ဒါတပွဲရှိသေးတယ်အဲ့2ပွဲလုံးမှာ Chelsea ကလုံးဝအမားခံလို့မရတော့ဘူးဒီတက်ဆိုးတာက Chelsea အသင်းရဲ့ဒါ Newcastle နဲ့ပွဲမှာဒါ Nicolas Jackson ရဲ့အမှားကြောင့်ပဲကျုပ်ဒါရှုံးပွဲတွေ့ခဲ့ရတယ်ပြီးလို့ရှိရင် Nicolas Jackson လည်းအနီကပ်ရပြီးတော့ကျုပ်ပွဲပယ်ခံလိုက်ရတယ်အားကြောင့်မလို့ဒီအခုလိုအရေးကြီးတဲ့ပွဲမှာ Nicolas Jackson မပါဘူးဒါပေမဲ့ Chelsea အသင်းဘယ်လိုပွဲထွက်လာမလဲဆိုလို့ရှိရင်ကျုပ် Nicolas Jackson หนีသွားတာကိုကျွန်တော်အနေနဲ့ပို့ပြီးတော့တောင်သဘောကျတယ်ဘာလို့ဆိုတော့ကျွန်တော် fan တယောက်အနေနဲ့ကျွန်တော် line up မှာ Nicolas Jackson ကိုမကြိုက်ဘူးအခုဆိုလို့ရှိရင် Jackson မပါတော့ဘူးဆိုလို့ရှိရင်တေချာပေါက် Pedronato ကိုကျွန်တော်အနေနဲ့အထောင်တိုက်စစ်မှုထားမှာပဲ Chelsea အသင်းဒါ Pedronato အထောင်ထားမယ်ပြီးလို့ရှိရင်ဒီဘက်မှာ Sancho နဲ့ဟိုဘက်မှာ Madueke ဒါနံပါတ်10 row မှာ Copa မှာနဲ့ဒါတိုက်စစ်အစုအဖွဲ့ကဒီလိုပုံစံမျိုးလေးဖြစ်သွားမယ် Nicolas Jackson ထပ်စားလို့ရှိရင်တော့တေချာပေါက်ဒီတိုက်စစ်က Chelsea အသင်းအတွက်အလုပ်ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ကိုယ်လည်းပိုင်းကတော့ trade to ပြောင်းလဲမှာမဟုတ်ဘူးဒါ Lavia နဲ့ Enzo Fernandez နောက်တန်းပိုင်းမှာဆိုလို့ရှိရင်လည်း Caicedo ကို side back ထုတ်ထားပြီးတော့အဲ့ပုံစံတိုင်းမျိုးပဲ Chelsea ကလာလိမ့်မယ်ဒါကျွန်တော်ပထမဆုံးအမြင်က Chelsea လူစင်းအမြင်လေးကိုဒီလိုလေးမြင်တာတော့ကျွန်တော်အနေနဲ့ဒီပွဲမှာ Chelsea အသင်းကောင်းကောင်းအလုပ်လုပ်ပြနိုင်လိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီပွဲမှာတော့โอเคကျွန်တော်ဒါ United အသင်းနဲ့ပတ်သက်ပြီးတော့ဒါပြောပြရမယ်ဆိုရင်တော့ဒီပွဲစဉ်မှာကျွန်တော်တို့ဒါရှိရခစားခဲ့တဲ့ဒီ1နဲ့ပွဲစဉ်မှာပေါ့နော် Leny Euro ကတော့ injury ဖြစ်ခဲ့တယ်ဆိုတော့ Leny Euro ရဲ့ injury ကတော့ဒါကြီးတော့မပြင်းထန်ဘူးဆိုပြီးတော့ကျွန်တော်တို့ဒီ Ruben Amorim ကတော့ပြောထားတယ်ဆိုပေမဲ့ဒီပွဲစဉ်မှာပါဝင်လာနိုင်ဖို့ဆိုတာတော့အဲ့လောက်ကြီးတော့မလွယ်ဘူးဒါပေမဲ့ United ရဲ့တိုက်စစ်ပိုင်းရတယ်ဗျာဒီရာသီမှာတွင်ကိုကလည်းကျွန်တော်တို့လောက်ငါးကြီးရှိထားတဲ့အခြေအနေလည်းမဟုတ်ဘူးတို့ဒီရာသီမှာပြစရာဆိုလို့ United နဲ့အခုလည်းရှိဒါ Europa League မှာ final ထိရောက်သွားတယ်ပေါ့နော်အဲ့ဒါတခုပဲကျွန်တော်တို့မှာထုတ်ပြစရာရှိတယ် Chelsea ရဲ့တိုက်စစ်ကလည်းခုနကကိုဆွဲပြောလို့ပဲဒါ Nicolas Jackson မပါတာပဲတော်တော်လေးကန်ကောင်းတယ်လို့ပြောတာပေါ့နော်ကန်ကောင်းတယ်လို့ပြောရမှာအဲ့တော့ဒီပွဲစဉ်မှာဆိုရင် United အနေနဲ့ဆိုရင်လည်းဒါ Chelsea ရဲ့အိမ်ခွင်းမှာဒါနိုင်ဖို့ဆိုတာတော်တော်လေးတော့ခက်ခဲပါတယ်ဒါပေမဲ့ United အနေနဲ့ဒါအဝေးခွင်းပုံစံတွေကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါပြီးတော့ဒီပွဲစဉ်က Premier League ပွဲစဉ်လည်းဖြစ်နေဆို Ruben Amorim အနေနဲ့ကျွန်တော်ဒါရှိမှလည်းပြောတာဗျာ Premier League ပွဲစဉ်တွေက
ဒီယာဒီမှာဟိုနိုင်သွားလဲအဆင့်ကဒီကလည်းထက်တက်မဲ့အခြေအနေကလည်းမရှိတော့ဘူးဆိုတော့သူတို့အနေနဲ့ဒါဖြစ်တယ်လို့အနည်းဆုံးဒါတေးလောက်ပဲထိန်းပြီးတော့ကန်မယ်လို့ပဲကျွန်တော်တို့ထင်တယ်ဒီဘွဲကပြောမှဆိုရင်ကျွန်တော် Chelsea နဲ့ United နဲ့တွေ့လို့ရှိရင်အမြဲတမ်းကျွန်တော် Chelsea ရဲ့ဖြတ်မြင်အသင်းလို့လည်းပြောလို့ရတယ်ကျုပ် Man U ဘလောက်ပဲဆိုးသူတို့ပုံစံဘလောက်ပဲဆိုးအရေးကြီးတဲ့ပွဲစဉ်တွေကြားလို့ရှိရင်ကျွန်တော်မထင်မှတ်ထားတဲ့အခြေအနေမှာလောက်တတ်တယ် Man U ကအဲ့တခုတော့ကျွန်တော်အမြဲတမ်းတတိယရှေ့မှာဆိုတော့ဆိုလို့ရှိရင်လည်းမနစ်ကရာဒီကျုပ်တော်တော်လေးအခြေအနေဆိုးတယ်ဒါပေမဲ့ FA Cup Final မှာကျုပ် Man City ကိုလုံးဝနိုင်သွားတာဆို FA Cup Final ဆိုမှဗျအဲ့ပွဲစဉ်ကတကယ်ကိုကြီးလို့ကောင်းတဲ့ပွဲစဉ်ဘယ်သူမှမထင်ထားတဲ့အခြေအနေဗျ Man City ကအဲ့လက်ရှိ Champion ဖြစ်သွားတယ်အဲ့ဒီမှာဟုတ်တယ် Premier League Champion အသင်းကိုကျွန်တော်တို့ United အနေနဲ့ FA Cup မှာပြန်ပြီးတော့တွေးတဲ့အနေထားမှာနောက်ပြီးတော့ Premier League မှာတွေးတဲ့အကြော်တော့ကလည်းတပွဲမှနိုင်တာမရှိဘူးဗျ FA Cup ပွဲစဉ်မှာပဲဒါ Man City ကိုအနိုင်ယူပြီးတော့ဒီ Fla ကိုသိမ်းနိုင်ခဲ့ရဆိုအဲ့အခြေအနေတော့ကလည်းတကယ်ကိုမဖြစ်နိုင်တာလေလုပ်ပြရဗျဟိုဘယ်လိုပြောရမလဲ United ကတကယ်ကိုဂျင်းနဲ့ကြက်တဲ့အခက်အခဲဖြစ်နေတဲ့အချိန်ဆိုရင်လုပ်ပြတတ်တဲ့အတင်းဒါအတင်းတိုင်းဒါဟိုတနေ့တော့အဲ့နေ့တော့ဆိုရင်လည်း Chelsea ကတကယ်တမ်းဆိုရင် Champions League ဝင်ရသွားမဲ့အခြေအနေကို United က FA Cup ရပြီးတော့ Champions League ဝင်ရသွားပါတော့အဲ့တော့အခုလက်ရှိအခြေအနေမှာလည်း Chelsea က Champions League ဝင်ရဖို့အတွက်ဒါစူးစမ်းနေတဲ့အခြေအနေမှာ United က Chelsea အသင်းအတွက်ကျွန်တော်တို့ United ကဒါဖြတ်မြင့်အသင်းလည်းဒါဖြစ်သွားနိုင်တယ်ပေါ့နော်ဒီပွဲစဉ်မှာ United ကို Chelsea အနေနဲ့တေးကြသွားမယ်ဆိုရင်တေးကြပေါ့ Champions League ဝင်ရဖို့ကလုံးဝမဖြစ်နိုင်တော့ဟုတ်တယ်အဲ့လိုမျိုးအနေထားဆိုတော့ Chelsea အသင်းအတွက်ကလည်း pressure တော်တော်များတယ်ဒီပွဲကဒါပေမဲ့ Chelsea အသင်းမဖြစ်မနေနိုင်မှုကလည်းလိုအပ်တယ်ဒါပေမဲ့ Man U ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း United ကကျုပ်ဒီပွဲကသူတို့အတွက်အရန်ကြီးအရေးမကြီးဘူးဗျာဒီပွဲကသူတို့ရှိတဲ့လူချင်းနဲ့ကစားလိုက်လို့လည်းရတယ်သူတို့အဓိက outsider ကကျုပ် Europa League Final Europa League Final ကလည်းတခြားဥရောပပွဲစဉ်တွေထွက်အစောဆုံးကန်ရမှာကျုပ်မီလာ22ရက်နေ့ရမှာကန်ရမှာအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တေချာပေါက်ဒီပွဲတော့လူကုန်ထုတ်လာမှာမဟုတ်ဘူး United ဘာလို့ဆိုတော့ရက်ကနီးတယ်ဗျာ18ရက်နဲ့22ရက်နေ့ဆိုတာဂျားထဲမှာပွဲမရှိတော့ဘူးသူတို့အဲ့ပွဲအတွက်ကိုတေချာပေါက်အာယုံစိုက်မယ်ဆိုလို့ရှိရင် Chelsea နဲ့ပွဲကိုသူတို့ 100% မှာကျုပ် 80% လောက်ပဲသူတို့ဒါပွဲထွက်လာလိမ့်မယ်ဗျာဒါပေမဲ့တခုတော့ပြောလို့ရတယ်ဘာလို့ဆိုတော့ဒီ1နဲ့ပွဲစဉ်တော့ဆိုရင်လည်းဒီပွဲစဉ်မတိုင်ခင်ပေါ့နော်ဒါလူစင်းတွေပါတယ်အကုန်မထုတ်ဘူးလို့ဒါပြောခဲ့ပေမဲ့လည်းဒီ1နဲ့ပွဲစဉ်မှာတော့မှပဲကစားသမားအပြောင်းလဲလုပ်ခဲ့တာဆိုလို့ဒီဘန်ဒါတယောက်လောက်ပဲကိုသမားအပြောင်းလဲလုပ်ခဲ့ရပါတော့ကျန်တဲ့ကစားသမားတော်တော်များများအကုန်လုံးဒါ line နဲ့အစုံသုံးသွားရလို့ပြောလို့ရတယ်ဒါပေမဲ့လည်းအပွဲစဉ်မှာကစားခဲ့တဲ့အနေအထားကြီးကြည့်မယ်ဆိုရင်ကစားသမားအနေနဲ့ဆိုရင်လည်းတော်တော်လေးဟိုစိတ်ပြက်လက်ပြက်နဲ့မကစားခြင်းပဲကစားနေရတဲ့ပုံစံတွေမြင်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်ကတော့အဲ့လိုမျိုးဖြစ်မယ်လို့တော့မထင်ပါဘူးဆိုတော့ရူဘင်အာမိုရင်အနေနဲ့ဆိုရင်လည်းဒီကြပေါက်ဒီပွဲစဉ်မှာအနည်းဆုံးတော့ဟိုမရှုံးအောင်တော့ကစားရပြတေလောက်တော့ထင်းကန်သွားလိမ့်မယ်ဒါပေမဲ့ဟိုကန်ကောင်းရဲ့နိုင်သွားမယ့်အခြေအနေရှိတယ်ဘာလို့ဆိုတော့ United တိုက်စစ်ပိုင်းကိုကျွန်တော်ကမယုံလို့ပြောဘာလို့ဆိုတော့ United တိုက်စစ်က Whiteland တို့ဘာတို့ကအဲ့လောက်ကြီးရေရိုင်းထဲမှာမပါဘူးဗျာဂိုးသွင်းမယ်ဆိုရင်ကျွန်တော်တို့ဒီ win back တွေဖြစ်တဲ့ Garnacho တို့ Amadia တို့ဒီကစားသမားတွေပဲတက်ပြီးတော့သွင်းနေရတဲ့အခြေအနေဆိုတော့ဒီပွဲစဉ်မှာ United နိုင်သွားခဲ့ဆိုရင်တော့မှပဲဒီ Ahmed တို့ Garnacho တို့ဒါ Bruno Fernandes တို့ဒီကစားသမားတွေသွင်းပြီးပဲဒီပွဲစဉ်မှာနိုင်သွားလိမ့်မယ်လို့ထင်တယ်အဲ့ကစားသမားတွေဆိုလို့လေအဲ့ကစားသမားတွေ line နဲ့ပါချင်မှပါလိမ့်မယ်ဘာလို့ဆိုတော့ဒုတိယပိုင်းဝင်အာမတ်တို့ Mason Mount တို့ကအဓိကအခုလက်ရှိမှာအားကိုးနေရတော့ Fernandes ကတော့ပါကောင်းပါနိုင်တယ်ဗျာကွင်းလဲမှာ तू မပါလို့ရှိရင်ကအများတန်းဖြိုပြဲဖြစ်နေရဆို Fernandes ကတော့ပါလောက်တယ်ဒါပေမဲ့ Ahmed တို့ဒီ Mason Mount တို့ injury ဖြစ်တတ်တဲ့ကစားသမားတွေကြတော့သူတို့line up ထဲ risk ယူပြီးတော့ထဲချင်မှလည်းထဲလိမ့်မယ်ထဲကောင်းလည်းထဲနိုင်တယ်ပေါ့ဒါကြောင့်ဒါ line up ထွက်တော့မှပဲတေချာကြည့်ရမယ်ဒါပေမဲ့ဒီပွဲကတော့တေချာပေါက်ကြည့်လို့ကောင်းပါပါကျွန်တော်တရားဒီလုံးစောင့်နေတဲ့ပွဲစဉ်ဟိုမှအခုဒီပွဲကလည်းအရေးကြီးတဲ့ပွဲစဉ်မှာပဲသွားကြတာဆိုတော့လေပို့ပြီးတော့ကြည့်လို့ကောင်းပါပါငကိုတည်းကဒီနှစ်သင်းတွေးလို့ရှိရင်အများတန်းမြန်မြန်ဆိုင်ဆိုင်နဲ့ကြည့်ရတယ်ကြောအငင်းခုန်နေနဲ့အများတန်းကြည့်ရတယ် Man fan ဆိုလို့ရှိရင်လည်း Man fan ညင်းတယ်ကြော Chelsea fan ဆိုလို့ရှိရင်လည်းကြော Chelsea ဘက်ကညင်းတယ်အများတန်းညင်းနေရတဲ့ပွဲကိုမှတကယ် Chelsea အတွက်ဆိုလို့ရှိရင်အဆုံးဖြတ်ပွဲဖြစ်သွားနိုင်တာဖြစ်တဲ့အကြောင်းမလို့ဒီပွဲကတော့ကျွန်တော်ပို့ပြီးတော့ထင်သားတာထက်ကိုပို့ကြည့်ကောင်းမှာကတော့အသေးကြပါပဲအဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တို့ဒါ United နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါ line နဲ့လေးတစ်ချက်လောက်ဒါပြောပြပေးပြီပေါ့နော်ဒါခံမှန်း line နဲ့ပေါ့နော်ကျွန်တော်အထင်ပြောထားပေါ့ဟိုတိုက်စစ်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ United မှာကရွေးချယ်ကြမရှိဘူးဗျာတိုက်စစ်က Whiteland တရားပဲကျန်တော့ Zazia injury ဖြစ်နေဆို Whiteland နဲ့ပဲပို့ထလာလို့ရှိတယ်ဒါနေတော့နံပါတ်10နေရာမှာကြည့်မယ်ဆိုရင်ကျွန်တော်ဟို Garnacho နဲ့ဒါ Mason Mount နဲ့တွဲပေးဖို့များတယ်ဘာလို့ဆိုတော့Bruno Fernandes ကကွင်းလေကိုဖြည့်ကစားပြီးတော့နောက်တစ်ခုရှိတာက Casemiro Ugarte Bruno Fernandes ရဲ့ဒီကွင်းလေတွဲလုံးကအာမိုရင်တီဆောက်နေကြပြီဗျာသူရောက်ခဲ့တဲ့အတိုင်းပဲဒီကွင်းလေကိုအဓိကအထိုင်ချပြီးတော့ကစားဖို့အတွက်အဲ့တော့အခုလက်ရှိမှာကကွင်းလေကတော်တော်လေးတည်ငြိမ်လာလို့ပြောလို့ရတယ်Ugarte နဲ့ Casemiro တွဲလုံးကတော်တော်လေးကောင်းလာဆိုတော့ဒီနေ့ကကိုဒါ first line နဲ့တော့ပေးဖို့များလောက်တယ်ဘာလို့ဒီလိုမျိုး Chelsea နဲ့တွေ့တဲ့ဒါပွဲစဉ်ပွဲကောင်းဆိုတော့ဒါပြည်သက်တိုင်းကလည်းအားလုံးကစောင့်ကြည့်ကြမှာဒီပွဲစဉ်မှာအဲ့တော့ကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်တော့ခုနကကိုဆွဲပြောလို့ပေါ့ဒီEuropa League Final 22ရက်နေ့ကစားမှမှန်တယ်ဒါပေမဲ့လူစုံတော့3သွားလောက်တယ်လို့ထင်တယ်ဒီပွဲမှာပေါ့နော်အဲ့တော့ကိုစွဲအနေနဲ့ကျွန်တော်တို့ဒါဒီပွဲစဉ်မှာပေါ့နော်ဒါဘယ်အသင်းကနိုင်သွားမယ်လို့ထင်တယ်ဒါမှမဟုတ် Chelsea အနေနဲ့ကျွန်တော် United ကိုနိုင်မယ်လို့ထင်လား
ချက်စီဖန်တရားအနေနဲ့ပေါ့နော် ချက်စီဖန်တယောက်အနေနဲ့မဟုတ်တာမန်တယောက်လူတယောက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲကတေချာပေါက်မန်ယူထပ်ပို့ပြီးတော့ချက်စီတင်းကအားဆိုင်မှာပဲရမှာ United ကဒီပွဲရှုံနိုင်လုံးဝပြဿနာမရှိဘူးသူတို့အောက်ဆင်းဖို့လည်းမရှိသူတို့တက်ဖို့လည်းမရှိတော့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ Chelsea ကဒီပွဲမှာ100% အားကုန်ထုတ်ပြီးတော့သူတို့ကစားမရမယ်ဒီပွဲနိုင်သွားတယ်ဆိုလို့ရှိရင်တော့သူတို့စိတ်အေးလို့မရသေးဘူးနောက်ပွဲ Nottingham Forest နဲ့ရှိသေးတယ်တေချာပေါက်ကတော့ Chelsea တင်းဒီအားကုန်ထုတ်ကတ်မယ်ဒီပွဲမှာသူတို့အနေနဲ့အနိုင်3မှတ်ရမှာပဲနောက်ထပ်မျှော်လင့်ချက်ဆိုတာသူတို့အတွက်ရှိမှာဖြစ်တဲ့ကြောင့်မလို့ဒီပွဲကိုတော့ Chelsea တင်းတေချာပေါက်အနိုင်ကစားလိမ့်မယ်လို့တော့ထင်တယ်ကျွန်တော် Chelsea fan မဟုတ်လို့လည်းပြောတာမဟုတ်ဘူးဒါပေမဲ့တေချာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီရိုးရိုးတန်းတွေးမယ်ဆိုလို့ရှိရင်တော့ဒီတိုင်းတွေးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် Chelsea အသင်းကပဲဒီပွဲကဥဆောင်သွားလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်စိုးရိမ်တာတခုရှိသေးတာပါ Chelsea အတွက်စိုးရိမ်တာပါဘာလို့ဆိုအခုနောက်ဆုံးကျွန်တော်တို့ဒါရှီမန်ကစားခဲ့တဲ့ United ရဲ့ဒီ Premier League ဒါ3ပွဲကိုကြည့်မယ်ဆိုရင်ဗျာဝမ်ဟန်နဲ့လည်းရှုံးထားတယ်ရှေ့ကဒါ Brentford နဲ့လည်းရှုံးတယ်ဘုံမောက်နဲ့တည်ကြတယ်အဲ့တော့ United ကဒီပွဲစဉ်ကြီးမှာပဲ Chelsea ကိုကောက်နိုင်သွားခဲ့မယ်ဆိုရင်တော့ Chelsea အသင်းတော့ကတော့ဒါအိမ်မက်ဆိုးတစ်ခုလို့ဖြစ်သွားတယ်ဘာလို့ဆိုတော့ Chelsea အသင်းဒီပွဲစဉ်မှာရှုံးသွားမယ်ဆိုရင် Chelsea လုံးဝတေချာပေါက်ဒီရာဒီမှာဘာဒါမျောလင်းချက်မှမရှိတော့ဘူး Champions League ဝင်ဝင်လည်းမရဘူးအခုဒါ Conference League မှာကြည့်မယ်ဆိုရင်လည်း Conference League မှာကကျွန်တော် Real Betis နဲ့ကန်ရမှာလို့ Chelsea အသင်းမလွယ်ပြန်ဘူး Real Betis မှာလည်းခက်ခဲအောင်ပါပဲ Premier League မှာဆိုရင်လည်းအခုလည်း Champions League ဝင်ဝင်ရဖို့ကတော်တော်လေးရုန်းကန်နေရတဲ့အနေအထားဆိုတော့မာရက်စကာအတွက်ကလည်းဒီပွဲစဉ်ကတေချာပေါက်ဟိုဒါနောက်ဆုံးအခွင့်အရေးတစ်ခုလို့ဖြစ်နေတာပေါ့ဗျာဟုတ်တယ်ဒီပွဲစဉ်နိုင်မှဒါ Chelsea အတွက်နောက်ထပ်ကျွန်တော် Champions League ဝင်ဆိုတာကမျှော်လင့်လို့ရအောင်ပါပေါ့နော် Nottingham Forest နဲ့ပွဲစဉ်လည်းမတီးကြပြန်ဘူးပေါ့ Nottingham Forest ကဒီရာဒီမှာတော်တော်လေးကောင်းတာဟုတ်တယ်ဒါပေမဲ့သူတို့ဒီရှေ့ပွဲက Leicester ကိုတေးကြသွားတာတော့သူတို့အတွက်ကတော်တော်လေးကန်ဆိုးသွားလို့ Chelsea အသင်းအတွက်ကတော့ကန်ကောင်းသွားတာပေါ့နော်ဘာလို့ဆို Nottingham Forest က Leicester City ကိုနိုင်မယ်လို့တောင်ထင်တာအဲ့ပွဲစဉ်ကတော်တော်လေးအပြန်အလှန်သွင်းသွားပဲ Leicester City ကလည်းသူတို့ဟိုဘလို့ပဲဖြစ်နေဗျာဒီတက်မှာဂိုးတွေပါလိုက်သွင်းနေဆိုတော့ Nottingham Forest တော်တော်လေးတိုင်ပါ Leicester Right အလုပ်ပေးသွားပါ Chelsea အတွက်ကဲအားဆိုလို့ရှိရင်ဒါကျွန်တော်ပြောပြပေးသွားရလဲချက်လက်လေးတော်တော်စုံသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ရဲ့ပွဲကြိုသုံးသက်ချက်လေးကိုဒီမှာပဲရှင်းထားကြပါမယ်ပရိသတ်ကြီးရဲ့အမြင်မှာဆိုလို့ရှိရင်ရောကျွန်တော် Chelsea နဲ့ United တို့ရဲ့ပွဲလေးမှာဘယ်အသင်းကဒါအသာရသွားလိမ့်မယ်လို့ထင်လဲ Chelsea တို့နိုင်သွားမလားဒါမှမဟုတ် United တို့အဝေးကွင်းမှာပဲဒါအသာစီးရယူသွားနိုင်မလားပရိသတ်တို့အမြင်ကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဒါအဆုံးထိဝင်ရောက်ကြည့်ရှုပေးကြရဲပရိသတ်တယောက်ရှင်တိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်United fan တွေအနေနဲ့ဆိုရင်လည်းကျွန်တော်ရဲ့ဒါ Facebook page နဲ့ YouTube channel ကိုလည်းဒါ like and subscribe လုပ်ထားပေးဖို့ဒါတောင်းဆိုချင်ပါတယ်အဲ့တော့ကျွန်တော်ဒါ United နဲ့ဒါ Chelsea တို့ရဲ့ပွဲစဉ်တွေမှာဒါ lucky draw လုပ်ပေးမဲ့အစီအစဉ်လေးလည်းရှိရဲ့အတွက်ကြောင့်မလို့ဒါဘောလုံးချစ်ဝါသနာရှင်ပရိသတ်အားလုံးပဲဒါကျွန်တော်ရဲ့အစီအစဉ်လေးမှာအတူတူပါဝင်ပေးဖို့ဒါဖိတ်ခေါ်လိုက်ရပါတယ်အဲ့တော့ဒါနောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြရမယ်ကျွန်တော်တော့ဖာဖာလေးပဲဖြစ်ပါတယ်